Hello guys, အားလုံးမင်္ဂလာပါဒီနေ့မှာတော့ခေလေးရဲ့6နှစ်ပြည့်မွေးနေ့လေးကိုလာပြောရိုက်ပြရပဲဖြစ်ပါတယ်တော်တော်ကြာပြီပေါ့နော်ဒီဗီဒီယိုကခေလေးကိတ်မုတ်ခွဲနေပါပြီကိတ်မုတ်ခွဲနေတဲ့အချိန်မှာခရဲထသွားရတော့နော်အဲ့မှာချက်ကြည့်လိုက်ပါရှင်အဲ့ဒါပေါ့နော်ကိတ်မုတ်ကပေါ်ဒီမှာဖြည်းဖြည်းလေးမလုပ်ဘဲနဲ့အရင်ဆွဲချလိုက်တာဟုတ်ဖြစ်သွားပါတယ်ခေလီပင်ထဲမှာထိုင်နေတဲ့ကြားရောက်အင်းစီနဲ့မမကတော့ခေလီရဲ့မမပဲဖြစ်ပါတယ်လူကြီးရေကိုတော့တယောက်တည်းဆိုလိုက်ခုံလိုက်ပါပြီရှင်လိုက်ခုံလိုက်တယ်ဖဖကိုရေဆုံးခုံလိုက်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်တော့သူ့ကိုခွေကောင်းမလဲဆိုဖိုးတားပြီးတော့ခေလီအဖိုးလည်းမဟုတ်ပါတော့ခုနကခိုးကြည့်လိုက်တယ်ဖဖရဲ့ယောက်ျားပေါ့နော်ခေလေးရဲ့ဖိုးဖိုးလို့ပဲပြောရမှာပေါ့အဲ့ဖိုးဖိုးကိုကြည့်လိုက်တော့ဖိုးဖိုးကကောင်းတယ်လို့ကောင်းရင်းကြပါတယ်ဒါပြီးဆိုလို့ရှိရင်တော့ကင်မရာမန်ရှိရခေလေးရဲ့မမကိုပြုံးပြပါရှင်ဒါလို့ရှိရင်တော့ခေလေးရဲ့မေမေကိုခွန်လိုက်သေးပါခေလေးမေမေကိုခွန်ပြီးတော့ခေလေးမေမေခွန်ပြီးတော့ပေါ့နော်ခေလေးရဲ့မမရဲ့အမေကိုပေါ့နော်ခွန်လိုက်သေးပါရှင်ခွန်လို့တဲ့ဖဲနေရပေါ့နော်ဖြစ်ပြီးသွားဆိုလို့ရှိရင်တော့ခုံပါမယ်ခုံပြီးသွားပြီဆိုတော့ဘသူ့တခုံကောင်းမလဲဆိုတော့နောက်ကမမလေးယောက်ျားလေးရအောင်မသိဘူးပေါ့နော်ဒီကအဲ့ဒါပြီးတော့တခုံကပါလေစကားပြောနေကြတာပေါ့နော်စကားမခုံရတဲ့ကေဟို cheese အရေးထည့်အောင်ပေါ့နော်ဒီလိုတစ်ခုမျိုးပါ cheese အရေးကိုမွေးနေ့ကိတ်ထဲမှာထည့်ရမယ့်ဟာကိုခွဲပြီးတော့မှထည့်လိုက်တာပေါ့နော်ကိုကဆန်းလိုက်တာပါအရေးစားလိုက်တာပေါ့နော်အရေးလေးစားလိုက်တာပါရှင်အဲ့တော့မမနေကဘာလို့ပြေးသွားလဲတော့မသိပါဘူးနောက်ကိုပြေးသွားပါရှင်ဘာတငယ်ချင်းလေးယောက်ကိုတော့ဒီမှာခေလေးမေမေက cheese အရေးလေးဖြန်းပေးနေပါပြီရှင် cheese အရေးလေးဖြန်းပေးနေတာပေါ့နော်ဒီတငယ်ချင်းလေးယောက်ကတော့ဝင်နေလာပါတယ်ဒီတငယ်ချင်းလေးယောက်ပေါ့နော်ဒါပြီးဆိုလို့ရှိရင်တော့မစားနေကြပါရဲ့ရှင်ခေလေးအမေရရောဒီချူလေးလမ်းတောင်းခဲ့တဲ့တော့ဖို့တဲ့ယူပေးပါနေပါရှင်ခေလေးမမလည်းကြည့်နေပါရှားမ